ရီပုံကဒရစ်ကိုသူနာပြုတွေအများကြီးဒီကိုရောက်လာကြပေမဲ့နှစ်ပတ်ထပ်ပို့မခံပဲအလုပ်ထွက်သွားကြတဲ့အကြောင်းပြောပြခဲ့ပါတယ်။အလုပ်ချိန်က24နာရီအပြည့်ဖြစ်ပေမဲ့သူနာပြုတွေကိုနေတိုင်းဇိမ်ခန်းအိတ်ခန်းတွေထဲမှာအိတ်ခွင်ပေးပြီးအရသာရှိတဲ့အစားအသောက်တွေပဲကျွေးမွေးထားတာဖြစ်ပါတယ်။အဲဒီနေ့မှာပဲမျောလင့်မထားပဲဖိလစ်ကဒရစ်တယောက်ဘာမှလုပ်စရာမရှိသေးတာကိုသိတဲ့အတွက်အစမ်းခက်ကာလအဖြစ်တလအလုပ်ခံလိုက်ပါတယ်။သူ့အမေကြီးကနေနှင်ထုတ်ခံခဲ့ရတဲ့ဒရစ်ကလည်းဖိလစ်ရဲ့ဆုံးဖြတ်ချက်ကိုလက်ခံပြီးအလုပ်ဝင်ခဲ့ပါတယ်။သူနာပြုအဖြစ်ပထမဆုံးအလုပ်ဝင်တဲ့နေ့မှာဒရစ်ကအမားတွေအများကြီးလုပ်ခဲ့မိပါတယ်။ဒရစ်ကဖိလစ်ကိုနှိပ်ပေးရင်းအိပ်ပျော်သွားသလိုဖိလစ်ရဲ့ခြေထောက်တွေကိုခေါင်းလျှိုရည်သုံးပြီးဆေးပေးမိခဲ့ပါသေးတယ်။အဲဒီနောက်မှာတော့ဒရစ်ကဖိလစ်ကိုဖင်ဆေးပေးဖို့အချိန်ရောက်လာခဲ့ပါတယ်။ဒရစ်ကယွန်တက်တဲ့အတွက်သူ့ဘဝတစ်လျှောက်လုံးတစ်ခါမှသူများကိုဖင်ဆေးပေးမှုတဲ့အကြောင်းပြောခဲ့ပြီးနောက်ဆုံးမှာတော့တခြားသူနာပြုတယောက်ကဒရစ်စာဖိလစ်ကိုဆေးပေးကဒရစ်ကသူ့တခြားတာဝန်တွေကိုဆက်လုပ်ခဲ့ပါတယ်။နောက်တရက်မှာတော့ဒရစ်ကဖိလစ်ကိုပကြီးပြကန်းစီခေါ်သွားဖို့အတွက်လူနာတရင်နဲ့တူတဲ့ကားကိုမရွေးပဲဇိမ်ခံကားကောင်းတစ်စီးကိုရွေးကဖိလစ်ကိုတင်ခဲ့ပါတယ်။ပြကန်းရောက်တော့ဖိလစ်ကစိတ်စားပကြီးကားကိုတနာရီလောက်ကြာအောင်စိုက်ကြည့်နေတဲ့အတွက်ပကြီးကားကိုတာမန်ပဲခံစားရတဲ့ဒရစ်ကအကြောင်းကြည့်နေခဲ့ပါတယ်။ပကြီးကားကိုအကြာကြီးကြည့်ပြီးတော့ဖိလစ်ကအဲ့ဒီပကြီးကားကိုယူရို4100ပေးပြီးဝယ်ယူခဲ့ပါတယ်။ဒါကိုကြားလိုက်ရတော့ဒရစ်ကတုန်လှုပ်သွားခဲ့ပေမဲ့ဖိလစ်ကအရန်ချမ်းသာတယ်ဆိုတာကိုသိသွားခဲ့ပါတယ်။